အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကျောင်းတို့တင်ဆက်ပေးနေတာကတော့နေတိုင်းလိုမြင်တွေ့နေရတဲ့အရာတစ်ခုကြောင်းပါပဲဟုတ်ပါတယ်ပန်တီတစ်လုံးကြောင်းပါဒါမဲ့လေဒီလိုရိုးရိုးရှင်းရှင်းလေးလို့ထင်ရတဲ့အသီးလေးထဲမှာတကယ်တော့ဘာလို့အန်တီရဲ့ဆရာကြီးဖုံးကွယ်ထားလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ဒီကျောင်းကိုလေးလာဖို့ကျွန်တော်တို့ရဲ့အဓိကသတင်းရင်းမြစ်ရှင်းလေးပါပဲပန်တီရဲ့အာဟာရဆိုင်ရာအချက်လက်များတဲ့အဲ့တော့ဗီတာမင်နဲ့ကယ်လိုရီတွေအကြောင်းပြောကြမယ်လို့ထင်စရာရှိတာပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ခဲ့ပါဘူးအေးအဟာအချက်လက်ကိုမရခင်ပါလေကျွန်တော်တို့ Meta လို့ Google လို့ Salesforce လို့ company ကြီးတွေရဲ့ရှေ့အားလာတဲ့ cookie စီးရင်ကြီးကိုအရင်လက်ခံခဲ့ရပါတယ်စဉ်းစားကြည့်ပါဦးရိုးလေးပန်တီတစ်လုံးကြောင့်သိချင်တာနဲ့ဒီလောက်ရှုပ်ထွေးတဲ့ digital ချေရခံမှုတွေကဘယ်လိုများလာပြီးပတ်သက်နေရတာလဲအဲ့ဒီအချက်ကပဲကျွန်တော်တို့ရဲ့အဓိကမေးခွန်းကိုမွေးထုတ်ပေးလိုက်ပါတယ်ဒီလိုမျက်စိနဲ့မမြင်နိုင်တဲ့ဖုံးကွယ်ထားတဲ့ရှုပ်ထွေးမှုတွေကြားထဲမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကိုဘာတွေကိုဝင်ခွင့်ပြုနေကြတာလဲကဲဒီ website ရဲ့ကုတ်တေစီကနေပန်းတီးထလုံးထဲမှာဖုံးကွယ်ထားတဲ့တဘာဝတရားရဲ့ကုတ်တေစီကိုအာယုံပြောင်းကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်အပင်ပန်းကကြည့်ရင်ရိုးရှင်းမယ်မဲ့ပန်းတီးမှလည်းသူ့ရဲ့ကိုယ်ပိုင်ရှုပ်ထွေးတဲ့အတွင်းပိုင်းဖွဲ့စည်းပုံတွေရှိနေပါတယ်ဒါပေမဲ့အဲ့ဒီရှုပ်ထွေးမှုတွေကကျွန်တော်တို့ကိုခြေရာခံဖို့အတွက်မဟုတ်ပဲအကျိုးပြုဖို့အတွက်တဘာဝတရားကဖန်တီးထားတာတွေပါကဲပထမဆုံးအနေနဲ့အဓိကကျတဲ့ချက်တစ်ခုကိုမိတ်ဆက်ပြပါရစေအဲ့ဒါကတော့ဇီဝတက်ကြွရက်ပေါင်းတွေနဲ့ bioactive compounds တွေပါပဲနာမည်ကတော့နည်းနည်းခက်တယ်လို့နဲ့ဒါပေမဲ့ဆိုလိုရင်းကတော့ယူရှင်းပါတယ်ဒါဒီဟာအပင်တွေထဲမှာပါတဲ့တဘာဝဓာတုပစ္စည်းလေးတွေဖြစ်ပြီးကျွန်တော်တို့ရဲ့ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့စွမ်းတွေရှိပါတယ်ပန်တီရဲ့လျှို့ဟန် super power တွေလို့ပြောရင်လည်းမမှားပါဘူးအခုဒီမှာပြထားတဲ့ဇီအားထဲမှာစိတ်ဝင်စားစရာကောင်းတာကတော့အဲ့ဒီကြော့ပေါင်းတွေဟာပန်းတီတစ်လုံးလုံးမှာညီတူညီမျှရှိမနေတာပါပဲဥပမာ Crescendin glycosides နဲ့ terpenoids လို့အစွမ်းထပ်ကြော့ပေါင်းတွေဟာအခွန်မှာအဓိကပါဝင်နေပြီး pectin နဲ့ chlorogenic acid ကတော့အခွန်ရောအသားမှာပါတွေ့ရပါတယ်။ဒါကဘာကိုပြနေလဲဆိုတော့ပန်းတီအခွန်တဲ့အသားဟာထင်ထောက်တာထက်အများကြီးကွာခြားတယ်ဆိုတာပါပဲ။ကဲအဲ့ဒီဇီဝတက်ကြွတဲ့ပေါင်းတွေထဲမှာအရေးကြီးဆုံးအုပ်စုထက်တဲ့ polyphenols တွေအကြောင်းကိုအသေးစိတ်ဆက်ပြီးလေ့လာကြည့်ကြရအောင်။ဒါတွေဟာပန်တီရဲ့အဓိကလျှို့ဝှက်လက်နက်လို့တောင်တင်စားနိုင်ပါတယ်။ဒီ slide ကအခွန်နဲ့အသားဘလောက်กว่าလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြထားပါတယ်။ခွာမှာအစွမ်းထက် quercetin glycosides တွေပြည့်နေတဲ့အချိန်မှာအသားမှာတော့ chlorogenic acid ကပိုများနေတာကိုတွေ့ရပါတယ်။ဆိုလိုတာကတော့ရှင်းရှင်းလေးပါပဲ။အခွန်ခွာပြီးစားလိုက်တာနဲ့ရေးကြီးဆုံးတက်တိုးဆန့်ကျင်ပစ္စည်းတွေကိုလွင့်ပစ်လိုက်တာနဲ့အတူတူပါပဲ။ဒီကရက်ကတော့အရာအလုံးကိုရှင်းရှင်းလင်းလင်းတက်ပြနေပါပြီ။သူတေသနာရဲ့အရာပန်းတီးအခွမှာပါတယ်ပိုလီဖီနိုပမာဏဟာအသားထဲမှာပါတာထက်30ကျော်တောင်ပိုများပါတယ်ဟုတ်ပါတယ်30ကျော်ပါဒီကိန်းဂဏန်းကိုကြည့်တာနဲ့တင်အခွန်ဟာအာဟာရဓာတ်တွေစုနေတဲ့ယရနာတိုက်တစ်ခုဆိုလာသိနိုင်ပါပြီကောင်းပြီဒါဆိုဒီ polyphenol တွေကအကျန်းမာရေးတွေဘာတွေများလုပ်ပေးနိုင်လို့လဲသူတို့ကခန္ဓာကိုယ်တွေက cell တွေပြည့်စုံမှုကိုတိုက်ဖြတ်ပေးတဲ့အင်မတန်အစွမ်းထက်တဲ့တတိုစန့်ကျင်ပစ္စည်းတွေပါရောင်ရမ်းမှုကို short ချပေးတယ်အတဲမှာအစီဖုံးတာကိုကာကွယ်ပေးနိုင်တယ်နောက်ပြီးတော့ကင်ဆာဆဲလ်တွေကြီးထွားမှုကိုတော့ဟန်တာနိုင်တဲ့အလားအလာရှိတယ်လို့လေ့လာမှုတွေကဆိုပါတယ်။ပန်တီရဲ့ရှုပ်ထွေးမှုက polyphenol တွေနဲ့ပဲပြီးမသွားသေးပါဘူး။နောက်တဲ့ဘလို့ကြိုးပြူထွက်ပေါင်းတွေပါဝင်နေတယ်လဲဆိုတာဆက်ပြီးကြည့်လိုက်ကြရအောင်။ pattern ဆိုတာကတော့ကြားဖူးကြမှာပါ။ပန်တီမှာပါတဲ့အဓိကအမြင်တက်တစ်မျိုးပေါ့။ဒါဟာရေမှာပျော်ဝင်နိုင်တဲ့အမြင်တက်ချက်ပြီးအစာကျေစနစ်အတွက်အထိုးပဲကောင်းမှာပါလေ။ pattern ရဲ့အဓိကအကျိုးကျေးဇူးတွေကတော့ရှင်းပါတယ်။အစာကျေစနစ်ကိုကောင်းမွန်စေတယ်။သွေးထဲကမကောင်းတဲ့ cholesterol တွေကိုလျှို့ချပေးတယ်။အဆီဆုပ်ယူမှုကိုတားဆီးပေးနိုင်ပြီးဥမကြီးကင်ဆာလိုရောဂါတွေကိုတောင်ကာကွယ်ပေးနိုင်တဲ့အစွမ်းသက်တည်ရှိပါတယ်။နောက်ထပ် imitant အစွမ်းထက်တဲ့ drug ပေါင်းတစ်မျိုးကတော့ tritypane မှာဒါတွေကလည်းပန်းတီအခွန်မှာပဲအများဆုံးစုစည်းနေပြန်ပါတယ်။သူတို့ရဲ့အထူးခြားဆုံးအာနိသင်ကတော့သူဒေသနာတွေရကင်ဆာ JT ကိုတိုက်ဖြတ်နိုင်တဲ့အလားပါပဲ။ဒီအချက်ကိုသိပ္ပံနည်းကျသူတေသနာဇာတန်တစ်ခုကနေတိုက်ရိုက်ကိုကားထားတာဖြစ်ပါတယ်။ဒီဂျပန်ကြီးဟာကင်ဆာရောဂါကာကွယ်ရေးနဲ့ကုသရေးမှာထူးခြားတဲ့အာနိသင်တွေရှိတယ်လို့ဖော်ပြထားတာကြောင့်ပန်းတီအခွင့်ဟာဘလောက်တောင်တန်ဖို့ရှိတယ်လဲဆိုတာကိုမြင်သာစေပါတယ်။တနေ့ပန်းတီတစ်လုံးစားရင်ဆရာဝန်နဲ့ဝေးတယ်ဆိုတဲ့ဆိုရိုးစကားဟာဘယ်ကနေဘလို့ဖြစ်လာခဲ့တာလဲ။ခုနကကျွန်တော်တို့လေ့လာခဲ့တဲ့တိပံပညာဆိုင်ရာအချက်လက်တွေနဲ့ပြန်ပြီးချိတ်ဆက်ကြည့်ကြရအောင်ပါ။ဒီအချက်ကတော့တကယ်ကိုအံ့အားသင့်စရာကောင်းပါတယ်။ပန်းတီလက်စာတစ်လုံး100 gram လောက်ရဲ့ဓာတ်တို့စန့်ကျင်နိုင်စွမ်းဟာဗီတာမင် C 1500 mg နဲ့ညီမျှပါတယ်ဟုတ်ပါတယ်1500 mg မှာဒါဟာဗီတာမင် C တစ်မျိုးတည်းကြောင့်မဟုတ်ပဲပန်တီထဲမှာပါတဲ့ဓာတ်ပေါင်းတွေအားလုံးရဲ့ပေါင်းဆက်စွမ်းကြောင့်ဖြစ်ပေါ်လာတာပါဒါတော့အနည်းချုပ်ရမယ်ဆိုရင်ပန်တီကကျွန်တော်တို့ရဲ့ကျန်းမာရေးကိုအထူးကနီလန်သုံးသွင်းတဲ့ကာကွယ်ပေးပါတယ်တဲ့ပိုလီဖီနော်တွေကဆဲပျက်စီးမှုကိုတိုက်ဖျက်ပေးတယ်နဲ့
petting က cholesterol ကို short ချပြီးနှလုံးကျန်းမာရေးကိုကူညီတယ်။၃အခွန်မှာပါတဲ့ ursolic acid ကကြွက်သားတွေတန်မာစေဖို့အတွက်ပါအကူအညီပေးပါတယ် ကဲအခုကျွန်တော်တို့ဒီတင်ဆက်မှုရဲ့အစမှာပြောခဲ့တဲ့အကြောင်းအရာစီကိုပြန်တွားကြည့်ကြအောင်ရိုးရှင်းတယ်လို့ထင်ရတဲ့အရာတွေနောက်ကွယ်မှာဖုံးကွယ်နေတဲ့ရှုပ်ထွေးတဲ့အမှန်တရားတွေအကြောင်းပါဒီ slide ကတော့ကျွန်တော်တို့ရဲ့အဓိကအချက်ကိုခြုံငုံပြတာနေပါတယ်ဘယ်ဘက်ကခြေရခံဖို့ဖန်တီးထားတဲ့ digital code တွေညာဘက်ကတော့ကားကွယ်ပေးဖို့တဘာဝတရားကဖန်တီးထားတဲ့ဇီဝကုတ်တွေပါနှစ်ခုလုံးဟာဖုံးကွယ်ထားတဲ့ရှုပ်ထွေးမှုတွေဖြစ်ပေမဲ့တစ်ခုကယူတယ်နောက်တစ်ခုကပေးတယ်သူတို့ရဲ့ရည်ရွယ်ချက်ကလုံးဝကိုဆန့်ကျင်ဘက်ပါပဲ ဒီနေ့ခေတ်မှာကျွန်တော်တို့အားလုံးဟာမမြင်နိုင်တဲ့ဖုံးကွယ်ထားတဲ့ကိုယ်တွေစနစ်တွေနဲ့နေ့စဉ်ထိတွေ့နေကြရပါတယ်အဆုံးသက်အနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုလေးထားခဲ့ခြင်းပါတယ်ဒီလိုဖုံးကွယ်ထားတဲ့ကိုယ်တွေကဘယ်အရာတွေကိုကိုယ့်ရဲ့ဘဝနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုဝင်ခွင့်ပြုဖို့ရွေးချယ်နေကြပါသလဲဒီအကြောင်းအရာကနေအကျိုးတစုံတရာရရှိသွားမယ်လို့မျှော်လင့်ပါတယ်